ဆွဲရှာတွေ့ခဲ့တယ်ဘဝရဲ့အမောတွေကိုဖြေဖို့လေခုနာစရာရေးရှာလဲမတွေ့ဘူးလေဒုက္ခပြဿနာများကြုံလာခြင်းရဲ့ရဖြစ်ရှင်ပေသူဝမ်းနေတဲ့အချိန်တိုင်းမှာနှစ်သိမ့်သူအထီးချန်တဲ့အချိန်များကြုံလာတဲ့အခါယေရှုရှင်တပါးသာအဖို့ပြုပေးသူယေရှုဘဝကိုပုံသွင်းသူနေ့ရက်စံတိုင်းမှာလမ်းပြလင်းပေးသူအနီးနားရှိနေလို့လောကတဲ့ရဲ့ကြမှာအာငယ်ကြမရှိတော့မှအချီးမြတ်ဆုံးတော့ရှင်ကျွန်တော်ဘဝအတွက်အဖို့ပဲဖြည့်ရှင်ရင်နေအဆုံးမတန်နိုင်တဲ့နေဆွဲရှာတွေ့ခဲ့တယ်ဘဝရဲ့အမောတွေကိုဖြည့်ဖို့လေခုနာစရာရေးရှာလဲမတွေ့ဘူးလေဒုက္ခပြဿနာများကြုံလာခြင်းရဲ့ရဖြစ်ရှင်ပေသူဝမ်းနေတဲ့အချိန်တိုင်းမှာနှစ်သိမ့်သူအထီးချန်တဲ့အချိန်များကြုံလာတဲ့အခါယေရှုရှင်တပါးသာအ